မြို့ပြနှင့်လမ်းဝေးမှာစိမ်းလန်းသာယာပြီးတောတောင်တွေဝန်းရံထားကာကျွန်းသစ်ပင်များစွာလှလှပပတည်ရှိနေရကြောင်းအများစုမြတ်တနိုးခေါ်ဆိုကြတဲ့ကျွန်းတော်ရွာလေးပဲဖြစ်ပါတယ်။ရွာလေးကတောတောင်သစ်ပင်တွေကြောင့်အေးချမ်းသလိုတည်တည်စီးဆင်းနေတဲ့ချောင်းရီကလည်းတန်ရှင်းကြည်နေပါတော့တယ်။အဝင်ကျင်ကလည်းတေးစိတ်အေးချမ်းကရေစီးတန်ကျင်းငတ်တန်လုံးနဲ့အတူဒေသလူများစုကလည်းအေးချမ်းကြတာမို့ဒီနည်းပဲကောင်းရပါတယ်။အဲဒီလိုအေးဆေးတိတ်ဆိတ်တဲ့နေရာလေးကိုဒီနေ့မှတော့လောဘကြီးတဲ့တစ်လောက်ကိုင်းသူဥရိယာတယောက်ကားလေးနဲ့ရောက်လာခဲ့ပါတယ်။အဲဒီနေရာကိုရောက်တာနဲ့တစ်ပင်ကြီးလိုက်ကြည့်ပြီးနောက်ကျွန်းဝိုင်းမှာတာဝန်ယူကြီးချက်တဲ့ဥဆွေဦးနဲ့စကားပြောလိုက်ပါတော့တယ်။ကျွန်တော်အခုပြောတာတွေကိုကိုဆွေဦးကနားလည်သဘောပေါက်မယ်လို့ထင်နေညာ။အခုပြောမှာကဒီမှာရှိတဲ့ကျွန်းတွေကိုဝယ်ခြင်းနဲ့ပစ္စည်းလဲကြိုက်တာမို့အချိန်နှောင်းပဲဝယ်ခြင်းနဲ့ဗျာ။ခင်ဗျားတို့တွေဈေးမနှဲစီရပါဘူး။ဈေးလဲပို့ပေးပါမယ်။အကုန်ခုတ်ပြီးရင်တစ်ပြက်ဆိုင်လို့ရတာပဲလေဟုတ်တယ်မို့လားအဲ့ဒီအတွက်ကျွန်တော်ကိုရောင်းပြရှင်းပြောရရင်ကျွန်တော်ပေးမယ်ဈေးကဒီမှာရှိတဲ့လူတွေချက်တောင်တန်ဖိုးကြီးသေးတယ်လူအသက်ကိုဝေနဲ့ဖြက်ကလူလူပြီးသားတဲ့စကလုံးရိုင်းနေနဲ့ပြောလိုက်ပါတော့တယ်အဲဒီလိုအတင်းအားဓမ္မဝယ်နေပြီးမှလည်းဥဆွေဦးကနေဒီကတစ်ပင်တွေကဟိုးဘူဘေးတွေလက်ထက်ကလေးကရှိလာတဲ့ပြင်းချုပ်ပင်ကြီးတွေလေခဲဆက်ဆက်ပြောင်းပြီးမှလည်းအကုန်လုံးကတန်ဖိုးထားပြီးချစ်မြင်လို့ကြတယ်အဲ့ဒါအကြောင်းဘလောက်ဝေးပြီးအားလုံးရဲ့ပူစားကျွန်တော်ကနေမရောက်ဘူးလို့ရင်းပြရစီဗျာလူသေးစွာပြန်ပြောလိုက်ပါတော့တယ်အဲဒီလိုပြောတော့လူကျင်နာများတဲ့ဥရိယာတယောက်ကတော့မဆမနာပြန်ပြောလိုက်ပါတော့တယ်အဲ့ဒီလိုပြောသေးဆိုဒီရွာကလူသူရောက်နေတဲ့လို့ဘာတစ်ခုမှကွန်ပျူတာတက်တာလည်းမရှိဘူးဒီရွာလုံးနဲ့သမင်းနဲ့မအောင်စားနေကြတာကလည်းဘယ်သူမှလည်းချမ်းသာတဲ့လူမရှိဘူးအခုကျွန်တော်ကန်လန်းနာကဒီရွာလုံးရဲ့ဘဝကိုကြီးမားတဲ့အပြောင်းလဲကြီးတစ်ခုဖြစ်သွားနိုင်တယ်အဲ့ဒါကိုခမည်းကပယ်ချတယ်ပေါ့လေပြောတော့တာဝန်ရှိတဲ့လူတွေရောက်ဆိုဘာလို့ကြီးပွားမဲ့အကြောင်းကိုမြင်ရတယ်ဆိုတာစိတ်ဆိုးတဲ့မျက်နှာမူရာဖြင့်တစ်ဖက်လူကိုအာမနာစွာပြောလိုက်ပါတော့တယ်အဲဒီလိုပြောဆိုပြီးတဲ့နောက်စိတ်ဆိုးစွာဖြင့်အဲ့ဒီနေရာကနေလည်းလျှောက်ကကားထဲကိုအလူမကြသောမျက်နှာဖြင့်တိတ်ဆိတ်စွာဝင်ထိုင်လိုက်ပါတော့တယ်အဲ့ဒီလူဦးရေအကြောင်းပြောရမယ်ဆိုရင်တော့သူကတစ်လုံငယ်ကိုတရားမဝင်လောက်ကိုင်းကကြီးပွားချမ်းသာနေသူတယောက်ဖြစ်ပါတယ်အဲ့ဒီလိုတရားမဝင်လောက်ကိုင်းတာကြောင့်ဖမ်းမိတဲ့သူတွေထောင်ကြသလိုတချို့ကလည်းအတိတ်ဆောင်ကောင်းကလောက်ကိုင်းနေကြသူတွေကတယောက်ပဲဖြစ်ပါတယ်အဲ့ဒီလိုမောင်ကိုလုပ်ပြီးမဲ့လေအမိရှိရှိလက်မဲကြီးဖြစ်တာကြောင့်ရွာများစုကဥရေယာကိုကြောက်ကြပြီးမဲ့လေကျွန်းတော်ရွာကဥဆွေဦးကတော့တာဝန်ရှိသူတယောက်အနေနဲ့ရွာသားတွေရဲ့အေဂျင့်နဲ့ဘွားလေးကိုတန်ဖိုးထားတာကြောင့်အကြောက်တရားကိုလောက်တာကရင်းဆိုလိုက်ပါတော့တယ်အဲ့ဒီလိုရင်းဆိုလိုက်တာကြောင့်ဥရေယာတယောက်ပြန်သွားပြီးအရာရာလောက်ပါတဲ့နေလေးကနေတဖြည်းဖြည်းရာသီတွေပြောင်းလဲခဲ့ပါတယ်အဲ့ဒီလိုအေဂျင့်လောက်ပါတဲ့ရွာလေးကတညမှာတော့တရားလုံးအိမ်နဲ့မီးရှို့ပျက်စီးတာကြောင့်မီးတောင်မီးရှန်နေတဲ့အတူတူငဲလိုပူလောင်ကကြောင်းနဲ့လက်ကြပြေးကအော်ဖင်းငိုတန်းနေတနက်တန်တွေအကူကြီးတောင်းတန်နေနဲ့လူတော့ကတောင်းမှမင်းမလေးရက်ဆက်စွာတက်ခံရတာကြောင့်တိတ်ဆိတ်တဲ့အမောင်ရင်းရအချိန်မှာတနာစရာအဝိတ္တန်တွေကမီးတောင်ဘူးကြီးတစ်ခုလိုကျဲလောင်စွာထွက်ပေါ်လာပါတော့တယ်အဲ့ဒီမြင်ကွင်းကိုရွာရဲ့ချောင်းတစ်ဖက်မှာရှိတဲ့ဒေါ်စကားနဲ့ဦးဆွေဦးရဲ့သားဖြစ်သူဂနိုင်ဆွေနဲ့ရွာသားတစ်ယောက်ကအရှင်လက်လက်ရက်ဆက်စွာတက်ပြက်ခံနေရတာကိုရုပ်ရှင်ကြည့်ရတယ်ရင်းနှီးပြီးကြည့်နေရတာမို့ရင်းနေတဲ့တဲ့ကနေအင်မတန်မှနာကျင်ခံစားနေရပါတော့တယ်အဲ့ဒီချိန်မှာပဲဒူတော့ခံစားရတဲ့ဦးဆွေဦးကိုလင်မယားနှစ်ယောက်ကိုနှလုံးပြင်းပြင်းချင်းကဥယေရတယောက်ပြေးချလိုက်ပါတော့တယ်မိဘနှစ်ယောက်စလုံးနဲ့ရွာသားတွေတက်ခံလိုက်ရတာမို့အသေးတွေကြေကြမတဲ့ဝမ်းနည်းစွာမူချွေးနေပါတော့တယ်။အဲ့ဒီလိုနဲ့လူများစွာရဲ့အသက်တွေကိုရက်ဆက်သွားမတရားတက်ဖြတ်ခဲ့ပြီးလည်းအာနာတဲ့စိတ်အကြောက်တရားစိတ်မရှိပဲလောဘဇောတက်စွာတမိုးကြီးလာတဲ့ကျုံဝိုင်းတွေကကျိုးတွေကိုတပင်မီတပင်ခုံလဲလိုက်ပါတော့တယ်။အဲ့ဒီလိုခုံလဲလိုက်တာမို့ကျွန်းတော်ရွာတရားလုံးမှာရှိတဲ့အဖိုးတဲ့ကျိုးပင်တွေလည်းအကုန်အပိုင်းပိုင်းဖြစ်ကုန်တော့ပါတယ်။အဲ့ဒီလိုခုတ်ပြက်ပြီးတဲ့နောက်မောင်ကိုလန်းကနေကားတွေတစ်စီးပြီးတစ်စီးတဲနေပါတော့တယ်။အဲ့ဒီလိုခိုးတယ်ပြီးတဲ့နောက်ဆုံးပိတ်အခါမှာအကုန်လုံးတက်ကိုလာပြီးတန်ကြီးကြီးလာတဲ့ကျွန်းလုံးတွေနဲ့အတူလူနှဲငယ်သာကျန်နေပါတော့တယ်။ခုလိုလာပါတဲ့ကျွန်းလုံးတွေကိုဈေးကောင်းရအောင်အရင်သွားနေကြမှကိုလမ်းကနေမသွားပဲအခြားလမ်းကသွားကရောက်ချင်တာကြောင့်သူ့လက်ထောက်မောင်မျိုးဆန်ကိုတောကျွမ်းသူတယောက်ရှာခိုင်းလိုက်ပါတော့တယ်။အဲ့ဒီလိုမိုးဆိုးရှာခိုင်းလိုက်တာကြောင့်မောင်မျိုးဆန်လည်းအမြင်ရှာကဆရာဖြစ်သူတည်းခေါ်လာပါတော့တယ်။ဆရာလူချင်းတဲ့မိုးဆိုးကိုကျွန်တော်ခေါ်လာခဲ့ပါပြီခဏနေသူရောက်လာတော့မယ်ပြောလိုက်ပါတော့တယ်အဲ့ဒီလိုနဲ့ခဏနေတော့ဒေါ်စင်နာကနေလမ်းလျှောက်လာတဲ့လူငယ်လေးကတောရိုင်းလူသားအတူဆောင်ချောမောတွေရုပ်ရည်ပြီးသူ့နားကိုရောက်လာခဲ့ပါတော့တယ်အဲ့ဒီလိုလမ်းပြပေးရောက်လာတော့အသေးချာကဲခက်ပြီးနောက်ဥယေယာကနေခုလိုမင်းကိုခေါ်တာကခုတ်ထားတဲ့တစ်တုံးလေးကိုဒီနေရာကနေတင်ခြင်းနဲ့
မင်းတကယ်ပဲလမ်းကျွမ်းပါလေနော်ဒီမှဒီရဲ့လုံတော့အတိပဲနဲ့ငါအချိန်တွေကိုနှောင့်နှေးအောင်လုပ်ပါနဲ့ငါသွားခြင်းတဲ့နေရာကိုချွချောမှုရောက်တယ်ဆိုရင်မင်းတောင်းတာတဲ့ဘိုးရဲ့အဖိုးကငါပေးမယ်အဲ့ဒီအတွက်မင်းအတွက်မနစ်နာစရာဘူးဆိုတာအလုပ်ကိုတေချာလုပ်ရင်အလုပ်ကျိုးခံစားရမယ်ဘူးအမှားမိုက်တော့ဝေစကားပြောလိုက်ပါတော့တယ်အဲ့ဒီလိုဝေစကားပြောလိုက်တာကြောင့်တော်တင်သားလေးကနေကျွန်တော်ကျွမ်းတဲ့အလုပ်လို့လာခဲ့တာလောက်ပေးပေးညာလောက်ပေးပါလို့မရှိဘူးဝေလည်းမမှတ်ဘူးဟေးတခုတော့မှတ်ထားပြီကျွန်တော်ပညာတော့မစော်ကားနဲ့ဘူးပြန်ပြောလိုက်ပါတော့တယ်အရာနဲ့ဥရကနေဟုတ်ပါပြီဒါဆိုလဲငါတို့နဲ့ပစ္စည်းတွေလည်းကူကူဒီကနေထွက်သွားဖို့မင်းကူညီပေးပါမင်းကဒီပတ်ဝန်းကျင်မှာနေတဲ့သူဆိုတော့အဆင်ပြေမှာပါအဲ့တော့ငါသွားခြင်းတဲ့နေရာကိုအပြည့်စည်းမရှိပဲရအောင်ပို့ပြီးတော့သွားတဲ့အခါမင်းရဲ့အချင်းတို့သိရတော့ပေါ့ကွာလူချင်းနေတော့ကူညီကိုအကျော်ကြီးဖြင့်ပြောလိုက်ပါတော့တယ်အဲ့ဒီလိုနဲ့ကားပေါ်မှာကျွန်းသစ်တွေနဲ့သူ့တပည့်တွေပါကုန်တင်ပြီးကျွန်တော်ရွာလေးကနေထွက်ခွာသွားတော့လောက်ဖို့သူတို့နေထိုင်ရနေရာလေးကိုလက်ဆဖြောက်ကလေးချိုဖြစ်စီပြီးထွက်ခွာသွားကြပါတော့တယ်အဲ့ဒီလိုနဲ့တောဆက်တစ်လျှောက်ဖြတ်ကအုပ်စုလိုက်သွားကြပြီးနောက်မှာတော့မြစ်ဆက်ကိုရောက်ကြပါတော့တယ်အဲ့ဒီမြစ်ဆက်ရောက်တော့တော်တင်သားလေးကနေပါလာတဲ့လူအုပ်စုကိုလဲကားပေါ်မှာပါလာတဲ့ကျွန်းလုံးတွေကိုအကုန်ကားအောင်ချကြပါအဲ့ဒါပြီးရနဲ့ဖောင်းခွဲပြီးမြစ်တစ်လျှောက်စုံစမ်းကြမယ်ဟုပြောလိုက်ပါတော့တယ်အဲ့ဒီလိုတော်တင်သားလေးရဲ့စကားကိုကြားလိုက်တော့ဥရကနေခုလိုရေးစည်းကြောင်းနဲ့သွားတယ်တကယ်ပဲစိတ်ချရလားရေထဲမှာအမြင်မများနိုင်ဘူးလားအကယ်၍ဖမ်းမိသွားရင်လည်းလွယ်လွယ်ထွက်ပြေးလို့မရနိုင်ဘူးလို့ငါပစ္စည်းတွေလည်းဆုံးရှုံးမခံနိုင်ဘူးလို့မသားမရမျက်နှာနဲ့ပြောလိုက်ပါတော့တယ်အဲ့ဒီလိုဥရထွန်းတက်တာကြောင့်စိတ်မပူပါနဲ့ဘာမှမဖြစ်ပါဘူးအကယ်၍ဖမ်းခံရမယ်ဆိုရင်အကုန်လုံးကိုစားကျွန်တော်ဖမ်းခံလိုက်ပါမယ်လို့ယုံကြည်လောက်တဲ့ကတိတစ်ခုပေးလိုက်တာကြောင့်အကုန်လုံးစိတ်အေးသွားရပြီးသူပြောသလိုဖောက်ခွဲဖို့လုပ်ကြပါတော့တယ်အဲ့ဒီလိုနဲ့တနေ့ကုန်ဖောက်ခွဲပြီးတဲ့နောက်ညနေနေဝင်ချိန်မှာခိုင်ကက်တဲ့ရဲ့ကျိုးမောင်ကြီးတစ်ခုနဲ့အတူလန်ခီမှာအသုံးပြုရန်မိရုပ်တွေပါအကုန်ပြီးစီးသွားခဲ့ပါတယ်အဲ့ဒါအားကြောင့်ဘောင်ငွေထဲမှာမျောကစုံရည်နဲ့ဒုခီးဆိုင်နေထွက်ကြပါတော့တယ်အဲ့ဒီလိုရေချောင်းကနေထွက်သွားကြတဲ့အခါမှောင်လာတာကြောင့်မိရုပ်တွေဖောင်တစ်ဖက်လည်းထွန်းလာတာဘဝင်းကျင်ကိုရှင်းရှင်းလင်းလင်းမြင်ရသလိုအလွတ်တက်လည်းရတာကြောင့်မိတိုက်ပြီးမဲ့လည်းအဆင်ပြေနေကြပါတော့တယ်အဲ့ဒီလိုနဲ့ဖောင်ပေါ်မှာဥအေယာတွန်းရင်းသားလေးနဲ့မောင်လို့ဆန်းတို့လိုက်ပါပြီးကျန်သူများကတမိုးကြီးလာတဲ့ကျွန်းလုံးတွေမပြောက်ရင်ကြီးရက်တဲ့အနေနဲ့ရေထဲကဖောင်ပြီးကနေလိုက်လာပါတော့တယ်ဒီလိုအေးစိတ်တိတ်ဆိတ်တဲ့မြေကြောင်းထဲမှာညအခါမှထွက်ရှိတဲ့ပိုးဆုံးကျူးလေးတွေကလှပတဲ့အယောင်တွေဖြာထွက်နေတာကြောင့်လှပနေသလိုဒီလေးရောင်ကြောင့်မြေကမ်းစံမှာကူးသွားနေတဲ့ရေစွာငယ်လေးတွေကလည်းတပံလှပနေပါတယ်အဲ့ဒီလိုပဲအေးပြောင်စွာတက်ခတ်နေတဲ့လေးလူအေးလေးတွေညအခါမှာချစ်သူရှာဖွေနေတဲ့ညငယ်အကောင်လေးတွေပေးအော်တန်လေးတွေကလည်းတာယာနာပွဲဝဲတိဂီတာအတန်လေးတွေကိုငြိမ်ချောင်းစွာအတန်ဆုံးထွက်ပေါ်နေပါတယ်ဒီမြင်ကွင်းကကြည်နူးစရာမြင်ကွင်းလေးဖြစ်နေပေမဲ့လည်းတယောက်တည်းသွားမယ်ဆိုရင်တော့ထိတ်လန့်စရာဖြစ်နေလောက်ပါတယ်။အဲဒီလိုရေစီးကြောင်းတိုင်းသတိဝိရိယဖြင့်တပြေးပြေးသွားနေခြင်းမြင့်ရဲ့ဘေးတစ်ဖက်စလုံးမှာရှားပါတဲ့အပြင်မျိုးစုံနဲ့ပြင်းနေပြီးထိထိမြမတရှိကလှပနေတဲ့ကျွန်တော်အုပ်စုကြီးကိုမြင်တွေ့လိုက်ရကြအကုန်လုံးအံ့ဩမျက်စိကြားကလောဘစောတက်နေခြင်းဘောင်ညူစံတယောက်ကတော့ဟာအာစရီရဲ့ကြည့်ပါဦးဘလောက်လာတဲ့တော့ဦးကြီးလဲဗျာရှားပါပိုးတယ်နဲ့အပင်ကြီးတွေပဲအခုခုတ်ထားတဲ့အပင်တွေရက်တောင်လှသေးတယ်ဗျာကျွန်တော်တို့ဒီတော့ကိုစော့မြင်ခဲ့ရတင်တာဗျာအခုတော့ခုတ်ရတော့ဘူးပြောလိုက်ပါတော့တယ်အဲ့ဒီလိုမောင်ညိုဆန်ပြောတာလည်းမမားပါဘူးအမှန်တကယ်လှပပြောင်းစင်းပြီးလုံးမကြီးတဲ့အပင်တွေကြောင့်ဥရရာကနေအေးနေရာမှတ်ထားကွာငါတို့နောက်တစ်ခေါက်ပြန်လာကြပြီအဲ့ဒီကြရင်အကုန်လုံးကိုဖုတ်ပြစ်မယ်ကွာဟုတ်ကျင်းဝါလိုက်ပါတော့တယ်ခုလိုကျင်းဝါဆန်နေကြောင်တောတင်းသားလေးရဲ့ရင်ထဲမှာနာကြီးကျက်တန်းတာနှမျိုးမှုလွှမ်းဆွမှုတွေနဲ့အတူတုံးတွနေဒေါသတကွာဘာစကားမှမပြောနိုင်ပဲရှိနေပါတော့တယ်။ဒီလိုဖြစ်ရတာဟာတောတောင်ထဲမှာနေတိုင်းကြီးပင်းရသလိုမိမိမျက်နှာရနေရာလေးကိုဖြစ်စည်းခံရတာဟာချင်းမိတဲ့သူတွေရဲ့ရင်ထဲမှာနာကျင်မှုတွေကင်းဝင်ကြတာပဲဖြစ်ပါတယ်။အဲဒီလိုသူကတယောက်တည်းဒေါသထွက်နေချိန်မပြောမဆိုရည်တဲ့ကိုခုန်ဆင်းသွားပါတော့တယ်။အဲဒီလိုခုန်ဆင်းသွားတော့ဟာလမ်းပြတဲ့သူကသွားပြီကျွန်တော်တို့ဘယ်လိုလုပ်ရမလဲအာစရီရေမင်းကလည်းစိတ်မပူပါနဲ့အခုငါတို့ကဖောင်ပေါ်မှာမြေစုံသွားနေတာတဖြည်းဖြည်းသွားနေတာကြောင့်ငါတို့ရောင်းဝယ်ခြင်းတဲ့နေရာကိုရောက်သွားမှလို့ပြေးလဲပြေးပါစေကွာဟုဆိုတာအဲ့ဒီလိုမြေကမ်းတစ်လျှောက်သွားနေချိန်မှာပဲမျိုးသမီးငယ်လေးတွေလျက်ဘော်လော်လေးဝိတ်ကထမိန်ရီရှားပြီးကလူးကလေးမြူတုကတခိခိပြီးဒီကစားနေကြပါမယ်ခုလိုပြင်မန်းကြီးဝဲခြင်းပြားရည်မျိုးတွေတွေ့လိုက်ရသလိုချိုးတဲ့ရှိရပုံမျက်စိအစာကျွေးကတနာယူနေကြပါတော့တယ်
ဒီလိုတနာယူလေမင်းကလေးငယ်လေးတွေကလည်းညီတူတူအတန်လေးတွေထွက်ကပုံမရကြတာမို့ဆွဲဆောင်သလိုဖြစ်နေပါတော့တယ်ဒီလိုရည်တန်းနဲ့အစမပြတ်ကြားနေတာမို့ဥရရာလူတွေအလုံးမလုံးနိုင်ကြပဲဖောင်ရဲ့အစွန်ဆုံးမှရှိတဲ့နှစ်ယောက်ကတဖြည်းဖြည်းအနားကိုပိုးသွားလိုက်ကြပါတော့တယ်ဒီလိုသွားတာကြောင့်ဥရရာလည်းသူ့ဘေးမှာရှိနေတဲ့လူတွေကိုမင်းတို့ငမ်းနေကြနဲ့အလုံးလုံးကြအခုကညအချိန်တော့နဲ့ဒီထဲမှာလူလားတရေလားဆိုတာမသိနိုင်ဘူးအောင်ငေါလိုက်ပြီမဲ့လည်းအကြောင်းမထူတာမို့သူ့မှာရှိတဲ့တနက်နဲ့စူညံအောင်ပြခွင်းလိုက်ပါတော့တယ်ဒီလိုပြခွင်းလိုက်တာကြောင့်လူတူတူရေတဲ့နေကနေပိုကျလာရအတန်းလေးပြောင်းသွားသလိုလူတွေကလည်းရုပ်ပြက်ဆင်းပြက်ဖြစ်နေတော့ဒီရဲမပုံစံလေးဖြစ်ကုန်တာကြောင့်ဥရရအပါအကုန်လုံးအံ့ဩကြောက်လန့်နေကြပါတော့တယ်ဒီချိန်မှာပဲကောင်မလေးတွေကိုပြားရည်ထင်ပြီးသွားနေတဲ့ငနေနှကောင်လန်သွားချိန်ညူတန်ကနေဟာတိုက်ရတဲ့နေဖြစ်ကတေးမတွေဝိုင်းအောင်ကစွန်ကြီးလောင်းလိုက်တာကြောင့်ဒီတန်တွေကနေနာကြီးတန်တွေနဲ့အတူဖိစိတ်တဲ့ကအကြီးတန်စားပြူလာပါတော့တယ်ဒီမြင်ကွင်းကိုမြင်လိုက်တာကြောင့်ကျန်တဲ့သူတွေကြောက်လန့်ကမလုံးမရက်ဖြစ်နေခြင်းသူတို့တွေရဲ့ဖောင်ရှိမှာတရေတွေအများကြီးဖြူတိဖြူတင်နဲ့တယောက်ပြီးတယောက်ထွက်ပေါ်လာပါတော့တယ်ဒီလိုထွက်ပေါ်လာပြီးတဲ့နောက်အကုန်လုံးရေငုပ်ကပြတ်ပွေသွားတာကြောင့်ဥရရာတယောက်စိုးထိတ်မှုတွေနဲ့တူမင်းတို့သေးချာစောင့်ကြည့်ကြအမြင်မမားစေနဲ့တနာလဲမြူးကြစေနဲ့လို့ပြောလိုက်ကမျက်စိတောင်မှအောင်လိုက်လံချပွေနေခြင်းဥရရာရဲ့ဖောင်လေးကတယောက်ကျော်ရဲ့နောက်မှာစုပ်ပြတ်သက်နေတဲ့သေးမတယောက်ထွက်လာပြီးဒီတယောက်ကိုဂုံချိုးကတက်လိုက်ပါတော့တယ်ဒီလိုကြောင်းလိုက်တဲ့ကြမြင်တွေ့နေရတာမျိုးလမ်းဖြတ်ကဖောင်ပေါ်ကနေဥရရာနဲ့မောင်ယူဆန်ရေထဲကိုခုန်ဆင်းပြီးကမ်းပေါ်သို့တွေ့ဖက်လာပါတော့တယ်ဒီချိန်မောင်ယူဆန်ကကမ်းပေါ်ရေရောက်တာမို့တရဲလက်ကလွတ်ရဲတောထဲကိုဥတီပြေးနေချိန်ကမ်းစက်နားမှာရှိနေသေးတဲ့ဥရရာတယောက်ရေစက်ကိုကူးလာတဲ့သူ့တစ်ပတ်ကိုကြည့်နေချိန်မှာပဲရေထဲကတရဲမကဆွဲခေါ်သွားတာမို့ထိတ်လန့်ကဖင်တူရွေးနဲ့နောက်ဆုတ်ကသွားနေလာတော့တယ်ဒီချိန်တောထဲကိုပြေးဝင်သွားတဲ့မောင်ယူဆန်တယောက်ညအမောင်ကြောင့်တောထဲမှာရှိနေတဲ့တရဲတွေကိုမမြင်မဲပြင်းပြင်းထန်ထန်ပြေးလွှားချိန်မှာပဲအန်ဟောကရဲလိုက်ချိန်သူ့ရှိမှရောက်နေတဲ့တရေကဘိုက်ထဲကိုဇွတ်ခနဲထိုးလိုက်ကဥရသေးတွေနှုတ်ရွာတက်လိုက်ပါတော့တယ်ဒီလိုနဲ့မောင်မျိုးဆက်လဲကျတူသွားတဲ့အချိန်ဥရရာတယောက်အမောဖောက်နေသောအတန်ဖြင့်တဖြည်းဖြည်းတောထဲကိုရောက်လာခဲ့ပါတယ်ဒီလိုမော်ဟိုက်တာကြောင့်တစ်ပင်ကိုအမိလောက်ကနားနေချိန်မှာပဲသူ့မျက်စိကိုရေတဆက်ဆက်ကျနေတဲ့သူတယောက်ရောက်လာတာကြောင့်ကြီးလိုက်တော့တော်ရင်းသားလေးပဲဖြစ်နေပါတော့တယ်ဒီချိန်မှာပဲတောတွင်းသားလေးကနေအခုခမည်းဘယ်လိုခံစားရလဲနာကျင်လားကြောက်လန့်နေလားထိတ်လန့်မှုကိုခံစားရပြီလားဟုမေးနေချိန်ဒေါ်ရင်သားလေးမျက်နှာကဥဆွေဦးရဲ့သားလေးဖြစ်သွားလိုက်ဒေါ်ရင်သားလေးဖြစ်သွားလိုက်နဲ့ဥရရာတရားဝေဝါးနေပါတော့တယ်အမှန်တော့ဒေါ်ရင်သားလေးကကျွန်းတော်ရွာကဥဆွေဦးရဲ့သားကနိုင်ဆွေလေးပဲဖြစ်ပါတယ်ဒီနေ့ကတရားလုံးကိုမိရှုနေချိန်သူကရွာသားတယောက်နဲ့ချောင်းတစ်ပတ်မှရောက်နေတာကြောင့်အသက်ဘေးကလွတ်မြောက်သွားတာပဲဖြစ်ပါတယ်ဒါအကြောင်းဒေါ်တင်သားရောင်ဆောင်ကငငယ်ကလေးကနေအိမ်ရှိတီလာကမိဘတွေကိုစော်ကားပြောဆိုနေတော့မကတရားလုံးကိုတက်ပြီးရွာကိုမိရှုခဲ့တာကြောင့်နာကျင်မှုတွေလည်းရင်းနဲ့အများကြီးရှိနေတာပဲဖြစ်ပါတယ်ဒီနေ့ကတရားလုံးကိုစိတ်တန်းကြတက်ပြစ်ပြီးလောင်းနေကုန်လုံးကိုချောင်းဆက်မှာပြစ်ချခဲ့ပြီးထွက်သွားကြတာကြောင့်အသက်ရှင်ခဲ့တဲ့ကနိုင်ဆွေတို့နှစ်ယောက်ကနေနေရာတကျွန်းတော်ထဲမှာမြင်တွေ့လိုက်ပါတော့တယ်ဒီလိုနဲ့အချိန်တစ်ခုကြာမှတော့သူမြုပ်ထားတဲ့အယူကောင်းတွေကိုတူကအောင်လဲပညာကိုကိုးကွယ်လိုက်ပါတော့တယ်ဒီလိုနဲ့အောင်လဲပညာဆွဲရည်မြင်မလာသလိုအဆွဲလန်းနေနာကျင်မှုတွေကြောင့်တည်ဆုံးခဲ့ရတဲ့ကျွန်းတော်ရွာကဥဆွေဦးတို့လည်းများပြင်တရားလုံးပုံပေါက်ကကနိုင်ဆွေနဲ့ပူပေါင်းလိုက်တာကြောင့်အခုလိုဥရရာတို့အစုကိုလက်စားချင်နိုင်တာပဲဖြစ်ပါတယ်လိုတွေဖြစ်ပျက်ခဲ့တာကိုကနိုင်ဆွေတယောက်ဒေါသမဲ့ပြင်းပြင်းရှင်းပြနေခြင်းဥရရာရဲ့အတွေ့အထဲမှာဒီနေ့ကဥဆွေဦးတို့နှစ်ယောက်ကိုသူ့လက်ဖြင့်တက်ပစ်ခဲ့တာကိုသတိရသွားခဲ့ပါတယ်ဒါအကြောင်းသူ့မှာပါလာတဲ့တနက်ကိုဆွဲထုတ်ကကနိုင်ဆွေကိုပြစ်ဖို့ချိန်ကပြစ်လိုက်ပြီးမှလည်းတနက်ကကြီးမထွက်လာတာကြောင့်ထူးဆန်းကအံ့ဩနေပါတော့တယ်ဒီချိန်မှာပဲအောင်လိုင်းပညာကိုကိုးကွယ်ထားတဲ့ကနိုင်ဆွေတယောက်လက်ပွားတွေကစာသားတွေကိုမတ်မုံရုပ်ပတ်မှုတွေပြုလုပ်လိုက်ပါတော့တယ်လိုရုပ်ဖတ်တာကြောင့်ဥရရာတယောက်လည်းပင်အကမြေပြင်ပေါ်လေးကျသွားပြီးမရှုနိုင်မကယ်နိုင်ခံစားနေရပါတော့တယ်ဒီလိုခံစားနေရခြင်းတမလုံးကလူတွေကပါလက်စားချေကိုထားခဲ့ကနေရာကနေထွက်သွားလိုက်ပါတော့တယ်ဒီချိန်မှာပဲနာကြီးစိတ်မကျေနပ်မှုတွေနဲ့အတူတရေတွေအုပ်စုလိုက်ရောက်လာဥရရာကိုဝိုင်းဝန်းတစ်ဖြတ်လိုက်တာပေါ့ဟောရတဲ့နေစုံနေပါတော့တယ်
တပြေးပြေးအော်ရည်တန်တွေငြိမ်သက်သွားသလိုရခင်းကလောင်မြိုက်ကတရေဘဝရောက်နေတဲ့ကျွန်းတော်ရွာသူရွာသားတွေရဲ့အမုန်းတရားတွေလည်းပြေပြောက်ကအေးချမ်းကောင်းမွန်သောဘဝလေးကိုရောက်သွားကြပါတော့တယ်ဇလန်းလေးကတော့ဒီလောက်ပါပဲရှင်အဆုံးထိနားထောင်ပေးတဲ့အတွက်တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ရှိပါတယ်နောက်တစ်ခေါက်မှာပိုပြီးစိတ်ဝင်စားစရာဇလန်းတွေနဲ့ပြန်လာပါမယ်နော်စောင့်နေဖို့မမေ့ပါနဲ့ရှင်လန်းချမ်းမြေကြပါစေရှင်